သူတို့အတွက်ပဲကြည့်ပြီးတော့ကြံတဲ့လူတွေကိုအသုံးချသွားတဲ့တမိုင်းအစဉ်အလာတွေရှိခဲ့ဦးတယ်အခုကကြုံတွေ့ရပြန်ပြီဒါပေမဲ့အခုကြုံတွေ့ရတဲ့အချိန်မှာတော့ကျွန်တော်အခုကြံကြည့်နေပါတယ်ကျွန်တော်တော်တော်သဘောကျတယ်အဲ့ဒါအခုဒီlive လွှင့်နေတဲ့ season တွေကြည့်ရအဲ့ live လွှင့်တဲ့ season နဲ့ပတ်သက်ပြီးတော့ကျွန်တော်ထပ်ပြီးတော့ကျွန်တော်တည်ထားတဲ့သတင်းတွေရထားတဲ့အချက်တွေတွေကိုကျွန်တော်ထပ်ပြီးပြောချင်တယ်ကျွန်တော်က internet access တွေကိုပိတ်လိုက်တဲ့အချိန်မှာနော် internet access ပိတ်လိုက်တဲ့အချိန်မှာကျွန်တော်တန်ယုံတွေကိုကျွန်တော်တို့ကဒါပြောရဆိုတန်ယုံတွေလည်းဒါနဲ့လက်ပတ်နေတာ internet access တွေလက်ပတ်နေတာသူတို့လည်းလက်ပတ်မှုတွေရပ်သွားတယ်လုပ်ငန်းတွေပါအကုန်ထိုးရသွားတယ်သူကဘာလို့ဆိုသူတို့ကပို့ပြီးတော့ဒီဘာပေါ့ဒီ electronic တွေအများများတယ်သူကွန်ပျူတာတွေရောပါတော့အများများတဲ့ခါကျတော့ဒီဥစ္စာကိုတန်ယုံတွေအနေနဲ့ဖိအားပေးဖို့လိုတယ်ဆိုတဲ့ဥစ္စာကိုဟာအင်မတန်မှတောင်းရှိတဲ့နိုင်ငံကြီးကတန်တပန်နေနဲ့ကျွန်တော်စကားပြောပြတယ်နော်အဲ့ဒီချိန်မှာပဲပါလို့ဆို UN ရဲ့ statement ထွက်လာတဲ့ချိန်မှာပဲ internet access တွေကိုလူပိတ်ထားတဲ့ဥစ္စာဟာပြန်မကောင်းဘူးပြန်ဖွင့်ပေးရမယ်ဆိုပြီးတော့အဲ့လိုလုပ်တယ်အဲ့တော့ဒီမှာ UN လာမယ်ဆိုတဲ့အခါကျတော့ UN ကိုသူကရှင်းပြတယ်ဘာရှင်းပြမလဲဆိုတော့ထုံးစံတယ်ပေါ့ဗျာဒီမိုကရေစီကိုထိန်းကျောင်းတာပါဆိုပြီးတော့ရှင်းပြတယ်ဒီမိုကရေစီကိုထိန်းကျောင်းတယ်ဆိုရင်ဘာလို့ internet access ပိတ်လဲဘေးကုန်းကထုတ်ပြီဟဲ့လားဒီမှာ internet access ဘာလို့ပိတ်တယ်လဲအဲ့ဒါဒီမိုကရေစီကိုထိန်းကျောင်းတာလားဆိုတော့ဘေးကုန်းကိုထုတ်လိုက်တဲ့အချိန်မှာအဲ့တော့သူက internet access တော့မပိတ်တော့ဘဲနဲ့ Facebook ကိုပြဿနာရှာတယ်နော်နောက်ပြီးတော့Twitter တို့ဘာလို့ညာတို့သူကလားနီးမျိုးစုံနဲ့သူနီးပညာရင်းနဲ့ဟိုဖြစ်တယ်ဒါပေမဲ့ဒီဘက်ကလည်းနီးပညာတွေကျွမ်းကျင်တဲ့လူတွေကဟုတ်လားနောက်ဆုံးပေါ်နီးပညာတွေကြော်ကြလွှားကြရင်းနဲ့နောက်ဆုံးဗျာသူပိတ်လိုက်တဲ့အချိန်မှာပဲထိုင်းရဝင်လာတဲ့ SIM card တွေကပိုတော့အကြောင်းပြတ်သေးတယ်အဲ့တော့ထိုင်းရ SIM card တွေကိုဒီကယူသုံးတဲ့ခါကျတော့ဒီမှာရှိတဲ့ operator တွေအကုန်လုံးငုတ်တုတ်မိတာဗောဗျာအခွန်ဆောင်တဲ့ operator တွေကနော်ငုတ်တုတ်မိတာဗောအဲ့တော့ပြောင်းနေတဲ့ဒီကခက်ကပြောင်းသွားပြီဗျာအဲ့တော့ तू ကဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင် तू ကဒီမိုစီကိုထိန်းကျောင်းတဲ့ဟလာဒီမိုစီကာဝယ်တဲ့လူကြီးအဖြစ် तू ကကိုတခါပြောင်းနေတဲ့ခါကျတော့ဘာလို့လာပြန်လဲဆိုတဲ့ခါကျတော့ဟလာကြီးညာချက်ထွက်လာတယ်ဒီမိုစီအခွင့်အရေးတွေမှာအများစုကနေပြီးတော့အ ਨੇ စုဟလာအခွင့်အရေးတွေပိတ်ပင်တာတွေကို तू တို့တွေ့နေရပါတယ်ဒီမိုစီခွင့်အရေးတွေချိုးပေါက်နေရပါတယ်အဲ့ဒါကြီးပြမှုကျိုးနေတာဘာညာဆိုပြောချင်တဲ့အတွက်ဟလာသူတို့ရဲ့တံပြန်လူတွေကိုလူ300လောက်ကိုဟိုနေ့ကကားတွေတခါချပေးလိုက်ပြန်အောင်လက်ငါးချောင်းထောင်ပြီးတော့ချပေးတဲ့ခါကျကျွန်တော်တို့ပြည်သူတွေလည်းပန်းနေတယ်သူကလက်ငါးချောင်းထောင်ရင်ကျွန်တော်တို့ဘက်ကလက်3ချောင်းပဲပြန်ထောင်ပြလိုက်တယ်ဘာမှရံဖြစ်စရာအကြောင်းမရှိဘူးအဲ့တော့ဒီကနေ့ကျွန်တော်ချီးကျူးတာကဘာလဲဆိုတော့ဒီနေ့ generation ပေါ့2021 generation ဟာနော်ဟလာအတန်းစဝန်းကျင်တွေပေါ့ကျွန်တော်တော့ကြားတယ်အဲ့လိုနီးပညာတွေပိုင်ရတယ်နောက်ပြီးတော့သူတို့ရဲ့စဉ်းစားပုံနဲ့ကျွန်တော်တို့စဉ်းစားပုံတွေနဲ့ဟလာအဖရိကဟောပေါ့ဂျားချပြီးကြည့်တဲ့အချိန်မှာတော်တော်ကောင်းတယ်ဗျာနော်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့အခုဖြစ်နေတဲ့ကိစ္စတွေမှာဒီထိတ်တိုက်တွေ့မလားမတွေ့ဘူးလားဆိုတဲ့ကိစ္စတွေပေါ့နော်အဲ့ဒါကိုစဉ်းစားပုံစဉ်းစားနေတာထိတ်တိုက်မတွေ့ဘဲနဲ့ရှောင်ပြီးတော့တပိတ်ကိုအားကောင်းအောင်ပေါ့အရှိဖြစ်အောင်လို့မိုဘိုင်းတွေရောဘာတွေအကုန်လုံးဖွဲပြီးတော့အကုန်ဖြန့်ပြီးတော့အကုန်လုံးလုတ်တဲ့နီးစနစ်တွေပါဆိုတော့ကျွမ်းကျင်တယ်အဲ့တော့ဒီဘက်ကဒီဟောပေါ့ဆက်နာရှင်တွေကတော့သူကဘာလဲဆိုတော့သူတို့နီးလန်းအသေးဒါအဲ့တော့ဆန္ဒပြလို့ရှိရင်ထိတ်တိုက်ချပလိုက်မယ်ထိတ်တိုက်ရင်ဆိုင်လုပ်မယ်လုပ်ပြီးတော့မှသူတို့ဘာလုပ်ပါလဲညာလုပ်ပဲဆိုပြီးတော့အဲ့ဒါဟိုသူကပြမယ်ပြပြီးတော့သင်ရလို့ရှိရင်ဒီပေါ်မှာသူတို့ကနေပြီးတော့ဟလာထက်ဆင့်ရေးယူနေလို့မယ်မာရှယ်လောထုတ်မယ်ဘာထုတ်မယ်ညာထုတ်မယ်စသဖြင့်ပါဒါအရင်စဉ်းစားချက်တွေအဲ့တော့အခုစဉ်းစားချက်တွေမှာကြားတဲ့ခါကျတော့လူငယ်တွေထိတ်တိုင်မတွေ့ဘူးရှောင်ကွင်းသွားတာနော်ရှောင်ကွင်းသွားပြီးတဲ့အချိန်မှာဒါပေမဲ့တပိတ်ကိုလည်းရှော့မသွားဘူးနော်ဆန္ဒပြမှုတွေလည်းရှော့မသွားဘူးရှော့မသွားဘဲနဲ့သူတို့စတိုက်သွားတာတော်တော်ကောင်းတဲ့ကိစ္စတစ်ခုပဲနော်အဲ့တော့အခုဘာဖြစ်လာလဲဆိုတော့နောက်ဆုံးခုပါလဲဆိုတော့ပြည်သူတို့ဘယ်ဟာမှန်းနဲ့ဘယ်ဟာမှားတယ်ဆိုတဲ့ဥစ္စာကိုအများစုကြီးကနေပြီးတော့အမှန်တရားဘက်ကထုတ်ပြန်နေတဲ့အချိန်မှာအခုသူတို့ပြန်ပြီးနှိမ်နေရမယ်ရဲတပ်ဖွဲ့ဝင်တွေကလည်းနှလုံးသားရှိတဲ့လူတွေစိတ်ထဲမှာဒါ1988ကကျွန်တော်တို့ဖမ်းနေဆိုတော့သူကျွန်တော်တို့နဲ့အတူနေခဲ့တဲ့အခုဒါရဲတွေမှာအဲ့ဒါအများကြီးရှိပါတယ်ကျွန်တော်တို့ပုံမှာစာနာမှုရှိတယ်ကျွန်တော်တို့ကကိစ္စမျိုးတောင်းရလို့တာဖြစ်ပေမဲ့သူတို့စိတ်ထဲမှာဘယ်ဟာမှန်းနဲ့ဘယ်ဟာမှားတယ်ဆိုတာသိထားရင်ရပြီဆိုပြီးတော့အဲ့ဒါအခက်ခဲကာလတွေမှာကျွန်တော်နေခဲ့တာအခုကျတော့နော်မဝေးမှာဆိုလို့ရှိရင်ဟာလာရဲ3ယောက်ကရဲလေး3ကဘလို့မှမကြည့်နေတော့ကပြည်သူဘက်ဝင်ပြီးတော့ဒိုင်းနဲ့ကာပြီးတော့မှပြည်သူတွေဘက်ကနေဝင်ရတယ်အဲ့တော့ဒီပြည်သူတွေဘက်ကိုပါလာတဲ့ရဲအရာရှိတွေရဲဝန်ထမ်းတွေပေါ်ထွက်လာပြီဒါလက်ရှိအမှန်တရားအခြေအနေပဲเนาะအဲ့တော့ဒီကျွန်တော်တို့အခုဟာလာဆရာနာသိမှုစန့်ကျင်အကြမ်းဖက်လှုပ်ရှားမှု2021เนาะအဲ့2021အောက်မှာကျွန်တော်တို့ကလှုပ်ရှားမှုပုံစံ3ခုကျွန်တော်တို့ဟာလာခွဲခြမ်းစိတ်ဖြတ်လာတယ်တစ်ဖက်ကပြည်တော်စုလွတ်တော်နံပါတ်1ကပြည်တော်စုလွတ်တော်အဲ့ပြည်တော်စုကသူ့အစီအစဉ်တိုင်းသူသွားနေမှာเนาะကျွန်တော်တို့ကတရားဝင်ပြီးသားဖြစ်တယ်ဟို1990လောက်နှစ်တွေတုန်းကကျွန်တော်တို့ကအနိုင်ရထားပြီမဲ့လွတ်တော်ကိုသူကခေါ်ပြီးမှရတာသူမခေါ်ပြီးမရဘူးအခုကကျွန်တော်တို့အစိုးရ
2015မှာနိုင်ငံရဲ့အစိုးရ2020မှာလည်းကျွန်တော်တို့ပဲဖြစ်တဲ့အတွက်ကျွန်တော်တို့ကဆက်ခေါ်ခွင့်ရှိတယ်နော်အခုဆက်ခေါ်နေပြီပြောင်းလို့တော့တက်ဝင်နေပြီဒီနေ့ဆိုရင်ဘယ်လောက်အားရစရာကောင်းလဲဟုတ်လား2020ဥပဒေနိုင်ငံတော်အတိုင်းအမြံဥပဒေကိုပြဋ္ဌာန်းလိုက်ပြီပြဋ္ဌာန်းလိုက်ပြီးတော့ဒါကျွန်တော်တို့ဒေါအောင်ဆန်းစုကြည်ကိုနိုင်ငံတော်အတိုင်းအမြံနေရာမှာဆက်ပြီးတော့ထားလိုက်ပြီနိုင်ငံတော်သမ္မတလည်းဦးဝင်းမြင့်ပဲနော်အဲ့တော့ဒီကနေပြီးတော့အစင်ပြီးစင်ဆိုတာဒီဟိုပါပေါ့ပြည်တော်စုတော်ကိုစားပြုကော်မတီကနေပြီးတော့ပြည်တော်စုတော်တစ်ခုလုံးကိုတာဝန်ခံပြီးတော့အစိုးရမှာဖွဲ့သွားလို့ရပြီနော်တာဝန်ခံပြီးအစိုးရမှာဖွဲ့သွားလို့ရပြီဒါပေါ်သေးသေးကိစ္စတစ်ခုတော့မဟုတ်ဘူးနော်နိုင်ငံကမှဒါရှင်ပြန်ရမယ့်ကိစ္စတွေနော်နိုင်ငံမှာဘယ်သူ့ကိုအတိမပြုလဲဆိုတော့ကျွန်တော်တို့ကတရားဝင်ဖြစ်လာပြီလေကျွန်တော်တို့ပဲအတိမပြုမှာအဲ့တော့ကျွန်တော်တို့ကတရားဝင်မှာဒါအဲ့တော့ကျွန်တော်ဟိုနံပါတ်1ကဒါကျွန်တော်ပြောင်းလို့တော့ရဲ့တောင်းလှုပ်ရှားမှုပေါ့နော်နံပါတ်2ကစီရီယံပေါ့စီရီယံစီရီယံ movement ကလည်းတော်တော်လေးကိုကြီးမားကျယ်ပြန့်လာပြီတော်တော်အောင်မြင်တယ်အဲ့တော့စီရီယံ movement မှာနော်မြို့နယ်လိုက်ကျွန်တော်တို့အရေးကြီးဆုံးဌာနတွေကိုကျွန်တော်တို့ပြည်သူတွေကနေပြီးတော့ request လုပ်ရမယ်မြေတားရက်ခံရမယ်ပြောရမယ်ဆိုရင်တော့ထွေအုပ်တွေပေါ့ဗျာနော်ထွေအုပ်တွေကအမှန်တမ်းပြောရင်သူတို့ကအရင်တော့ပြည်သေးလက်ကဒါပေမဲ့ NLD အစိုးရလက်အောက်ရောက်တဲ့ NLD အစိုးရဖြစ်တဲ့အချိန်မှာသူတို့ကတမန်ရဲ့လက်အောက်ကိုသူတို့ကရောက်သွားပြီဝန်ကြီးဌာနနော်ဝန်ကြီးဌာနလက်အောက်ရောက်သွားပြီအဲ့ဒီဘက်ကိုအဲ့ဒီအစိုးရတည်တံ့ထုတ်နိုင်ရဖြင့်ဒီဝန်ထမ်းတွေရဲ့စိတ်ထဲမှာတော်တော်ပေါက်ပါသွားကြတယ်ဗျနော်တကယ်ပြောလို့ရှိရင်ကျွန်တော်တို့ကတပ်ဖွဲ့ကြီးဝင်နေမနေရတော့ဘူးဗျာဆိုတော့နော်တော်တော်ပေါက်ပါပြီးတော့လုတ်တာခိုင်းတာလည်းတော်တော်ကောင်းလာကြတယ်အဲ့တော့ဒီထွေအုပ်မြို့နယ်လိုက်ဟလာရက်ကွက်လိုက်နော်ခရိုင်လိုက်ထွေအုပ်တွေကိုကျွန်တော်တို့ကဒီ CM ထဲမှာအကုန်လုံးပါလာပြီဆိုလို့ရှိရင်တော့တေချာဖို့ရန်နေရရက်အုပ်ချုပ်ရေးရန်နေကြီးခုလုံးကျွန်တော်ရက်ပြတော့အခုပြောကျွန်တော်တွေ့ပါတယ်တော်တော်ဝမ်းသာပါတယ်စကိုင်းတိုင်းက29ယောက်လောက်ထွက်တယ်နော်29ယောက် CDM မှာပါလာတဲ့ဥစ္စာ29ယောက်လောက်ပါလာတယ်အရန်ကောင်းတယ်နော်အရန်ကောင်းတယ်အဲ့လိုပဲမြို့နယ်လိုက်ရက်ကွက်လိုက်ဒါကျွန်တော်တို့ရက်ကြီးတွေပါပါတယ်နော်ရက်ကွက်အုပ်ချုပ်ရေးမှုတာပါတယ်နော်ရက်ကွက်အုပ်ချုပ်မှုအဲ့တော့ဒီအခုသူတို့ပြောတဲ့ပါတယ်နိုင်ငံတော်စီမံမှုကောင်စီကပါလေအခုကျွန်တော်နာမည်တော့ကျွန်တော်မှတ်မိပါလားနိုင်ငံတော်စီမံရေးကောင်စီပေါ့ဗျာနိုင်ငံတော်စီမံရေးကောင်စီဆိုတာအာဏာသိမ်းဆိုရပဲတရားဝင်ဆိုရအောင်အဲ့တော့သူ့ကိုဆိုရအာဏာသိမ်းဆိုရခိုင်းတာကိုလိုက်လို့ရှိရင်သူတို့လည်းအပြစ်ရှိတယ်အဲ့တော့သူတို့ဟာအဲ့ဒါကိုလိုက်ပြီးတော့အခုဟိုစပီကာကြီးနဲ့လိုက်ပြီးကြော်ညာနေတာကသူတို့လည်းအပြစ်ရှိတယ်အဲ့တော့ရက်ကွက်စုရက်ကွက်သားတွေကအဲ့လိုကြော်ညာတဲ့လူတွေလိုက်မှတ်ထားအကုန်မှတ်ထားဒါနိုင်ငံတော်သစ္စာဖောက်မှုမှာတွဲပြီးပါမဲ့လူတွေနော်အကုန်လုံးမှတ်ထားအဲ့ဒါအရင်ကြီးတယ်ပြီးတော့ဒီချိန်မှာဟိုဒါကိုလိုက်မလို့ဖက်နဲ့ကျွန်တော်တို့နဲ့ပူးပေါင်းမဲ့လူတွေကလည်းသူကအာဏာဆက်ရှိတယ်နော်လုပ်ပိုင်ခွင့်လည်းဆက်ရှိတယ်အဲ့တော့သူကအပေါ်ခိုင်းတာသူတို့လုပ်ဆရာမရှိတော့ဘူးမရှိဘဲနဲ့ပြည်သူတို့အကောင့်ကပေးရမယ်တောင်းအောင်ပဲသူတို့ယူရမယ်နော်အဲ့တော့သူတို့ကလည်းဒါ disobedience movement မှာသူတို့ကပါဖို့လိုလာတယ်အထွေအုပ်အရေးကြီးပါတယ်အလားတူပဲတခြားဝန်ထမ်းတွေမြို့နယ်လိုက်ဝန်ထမ်းတွေဒါတို့လည်းကျွန်တော်တို့ဒီမှာပေါင်းဆက်လာပါလိမ့်မယ်နောက်တတိယတော့ကျွန်တော်တို့အခုဆန္ဒပြလှုပ်ရှားမှုတွေပေါ့နော်အဲ့ဆန္ဒပြလှုပ်ရှားနေတဲ့ပြည်သူတွေကသူတို့ရဲ့ဆန္ဒတွေကိုနော်ဖော်ထုတ်ရင်းနဲ့နောက်ဆုံးအဲ့ဒီသူတို့ရဲ့မြို့နယ်အတွင်းမှာရှိတဲ့နော်အစိုးရရုံးတွေကိုပါသူတို့ရဲ့ဆန္ဒတွေကိုလိုက်ပြီးတော့သူကပြောပြရမယ်ကျွန်တော်တို့ဒီလိုဖြစ်နေပါတယ်အဲ့တော့အကုန်လုံးကဒီဟုတ်လားအာဏာသိမ်းအစိုးရနော်တရားမဝင်တဲ့အစိုးရနော်နောက်ပြီးတော့နိုင်ငံတော်ပုံကံမှုကိုကျွလွန်တဲ့အစိုးရအဲ့ဒီအစိုးရရဲ့အမိန့်တွေကိုဟုတ်လားနာဂညင်းအဖြစ်ဒါအပြစ်ရှိပါတယ်ဆိုတဲ့အကြောင်းတွေကိုသူတို့လိုက်ပြီးရှင်းပြအဲ့ပြည်သူနဲ့ပူးပေါင်းမှုသူတို့ဖိတ်ခေါ်ရမယ်ဒါဆန္ဒပြလှုပ်ရှားတဲ့အဖွဲ့တွေအဲ့တော့နောက်ဆုံးပြန်ချုပ်လိုက်လို့ရှိရင်ပြည်တော်စုလွှတ်တော်ရဲ့ခုနကျွန်တော်တို့တပိမောက်ဝန်ထမ်းတပိမောက်တဲ့လှုပ်ရှားမှုရဲ့နောက်ပြီးတော့လူလှုပ်ရှားမှုတွေသုံးခုပေါင်းဆက်သွားပြီးတော့အချိန်မှာပေါင်းဆက်ပြီးတော့ကျွန်တော်တို့ကတစ်ထပ်ထဲကျသွားတဲ့အချိန်မှာအဲ့ကောင်အားကောင်းသွားပြီတေချာပေါက်သူတို့ရဆိုင်သွားပြီနောက်ပြီးတော့တစ်ဖက်ကနိုင်ငံတကာရဲ့အခြေအနေတွေတော့နော်ဒါကျွန်တော်တို့ရဲ့ဟိုလက်ရှိအားသာချက်တွေပေါ့ကောင်းပြီဒါဆိုလို့ရှိရင်မေးရရှိတယ်သူတို့ကဘာလုပ်နိုင်လဲဒီဆန္ဒပြလို့ဖမ်းနေတာပေါ့ပြစ်နိုင်တာပေါ့ဗျာနော်ကျွန်တော်မြန်မြန်ပြောပါတယ်ဒီအာဏာသိမ်းအစိုးရတွေစစ်အာဏာရှင်တွေကသူကပြည်သူလူထုပေါ်မှာသူကလုံနိုင်တာလုံတတ်တာသူ၃မျိုးပဲရှိတယ်နော်လိန်တာရယ်ဖမ်းတာရယ်သတ်တာရယ်နော်လိန်ဖမ်းတတ်ပေါ့ဗျာ၃မျိုးပဲရှိတယ်အခုပဲကြည့်လေအခုလိန်နေပြီနော်ဟိုတချို့မင်းအောင်လည်းအခုလိန်နေပြီမဲစင်းတွေကဘာဖြစ်ပါလဲကျွန်တော်ကဒမိုစီထူထောင်ပေးခြင်းလို့ဘာဖြစ်တယ်ညဖြစ်တယ်သူပြောနေပြီလိန်နေတာနော်ပြီးရင်ဘာလို့သူဖမ်းဖို့ကြိုးစားမယ်နော်ဖမ်းဖို့ဒါပေမဲ့ပြည်သူတို့ကညီညွတ်နေတဲ့ခါကျတော့သူဖမ်းလို့မရအောင်နော်နောက်တစ်ခုကတတ်မှာပဲသူကအဲ့လိန်လာရဖမ်းတာရတတ်တာရဒီသုံးမျိုးပဲသူလုပ်တယ်အဲ့တော့ချုပ်ပြီးပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကလည်းအကုန်ပြင်ဆင်ထားတယ်သူကကျွန်တော်တို့ဘိုးရွှေရမှာနော်ပြက်တာခတ်တာလုပ်လို့ရှိရင်
မျိုးနယ်လိုက် mobile လှုပ်ရှားမှုတွေနော်နောက်ပြီးတော့ပြန်ပေါင်းတဲ့လှုပ်ရှားမှုတွေဒါဆန္ဒပြလှုပ်ရှားမှုတွေကျွန်တော်တို့ဒီ generation Z မျိုးဆက်တွေကဒါကောင်းကောင်းတတ်တယ်ကောင်းကောင်းကျွမ်းကျင်တယ်နော်သူတို့နိုင်ငံသားတွေ့ချုံနဲ့သူတို့ယူလာတာကိုကျွန်တော်တွေ့ရတယ်ဒါအဲ့ဒါလည်းကျွန်တော်တော်တော်လေးစားတယ်တကယ်လေးစားတယ်သူတို့ချီးလဲချီးကျူးတယ်နော်ဘာဖြစ်ရင်ဘာလုပ်ရမလဲဆိုတော့ကျွန်တော်တကယ်ချီးကျူးတယ်အဲ့တော့ဒီဆန္ဒပြမှုတွေကတေချာပေါက်ကျွန်တော်တို့ရည်ရှိတောင့်ခံနိုင်ခဲ့နောက်ပြီးတော့တစ်ဖက်မှာကျွန်တော်တို့ CGM movement ကပြင်းထန်လာခဲ့တစ်ဖက်မှာလည်းပြည်တော်စုလွှတ်တော်ရဲ့အစီအစဉ်တစ်ဆင့်ပြီးတစ်ဆင့်ချမှတ်ပြီးတော့ကျွန်တော်တို့ရဲ့အစိုးရအသက်ဝင်လာခဲ့ရင်နော်တေချာပေါက်ကျွန်တော်နိုင်မယ်အောင်မြင်မယ်ဆိုတာကျွန်တော်ယုံကြည်ပါတယ်